အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့တာဂေတာအဝိုင်းနီးတရားရှိတောင်ဘုရားမြောက်ဘက်ဆောင်တော်မှာဘေးနဲ့ဟောနေတဲ့ဆရာထိုက်အောင်ဝေပဲဖြစ်ပါတယ်ကျွန်တော်ရဲ့မိတ်ဆွေဗုဒ္ဓဦးသားသမီးများအတွက်29ရက်5လကနေပြီးတော့4ရက်6လအတွင်းတပတ်အတွင်းမှာကြုံတွေ့ရမယ်ကံကြရာအကောင်းဆုံးကိုတဲတော့ကပြည့်နမိတ်ပတ်ပြီးဟောကြားပေးမှာဖြစ်ပါတယ်ခင်ဗျာအဲ့တော့ဗုဒ္ဓဦးသားသမီးတွေကဒီကာလအတွင်းမှာရန်သူတွေဝိုင်းနေတဲ့ကာလလည်းဖြစ်ပါတယ်ကိုလာရန်လိုချင်တဲ့သူတွေမတရားပြောဆိုဆွဲချင်တဲ့လူတွေနော်ကြုံရမယ့်ကာလလည်းဖြစ်ပါတယ်အဲ့တော့သွားတာလာတာသတိထားဖို့လိုပါတယ်ဒီကာလမှာတော့စုဆောင်းထားတဲ့ငွေတွေကတက်ပြောင်းပြီးတော့ပုံသွားပါလိမ့်မယ်နော်အဲ့တော့တောင်းမောက်ပြီးတုံလိုက်သလိုပဲကုန်သွားမဲ့ကာလလည်းဖြစ်ပါတယ်ငွေတွေလည်းမစုဆောင်းမိနိုင်ပါဘူးပစ္စည်းဥစ္စာလည်းမဝယ်နိုင်သေးတဲ့ကာလလည်းဖြစ်ပါတယ်ကိုယ့်ရဲ့မိတ်ဆွေတွေမှာဗုဒ္ဓဘူးသားသမီးများရှိတယ်ဆိုရင်တော့ကျမ်းမာရေးညတဲ့တဲ့တွေကြားတတ်တယ်ဈေးကိုဈေးကရောက်တဲ့တဲ့တွေကြားတတ်ပါတယ်မိခင်ရှိတဲ့လူတွေပေါ့နော်မိခင်ကျမ်းမာရေးညနေတဲ့ဆိုရင်ကျမ်းမာရေးပြန်ကောင်းလာလိမ့်မယ်မိခင်ရဲ့ကံစားတာဟာအတိုင်းတက်အလွန်ကောင်းနေတဲ့အတွက်မိခင်ကိုထီထိုးဖို့တိုက်တွန်းလိုပါတယ်အဲ့တော့မိခင်ရှိတဲ့လူတွေမိခင်ကိုထီထိုးခိုင်းပါဒီပေါက်ကင်းရှိနေပါတယ်တာရေးသမီးနဲ့ပတ်သက်လာရင်တော့ရံပွဲတစ်ပွဲကြုံရလိမ့်မယ်စကားများမယ်ရံပြည့်ရတာတွေကြုံရမယ့်ကာလလည်းဖြစ်ပါတယ်ဒီကာလဟာဗုဒ္ဓဘူးသားသမီးများဖို့ကတော့ရံကင်းနေတဲ့ကာလလည်းဖြစ်ပါတယ်ငယ်ရွယ်တဲ့ဗုဒ္ဓဘူးသားသမီးတွေကတော့အခြေအေးမှာအဆင်မပြေပါဘူးဝါသနာဇယိုက်မတူတာကြောင့်တူနဲ့တူလမ်းခွဲရမယ်ကာလလည်းဖြစ်ပါတယ်ဒါတူနဲ့တူမကြခဏရန်နေဖြစ်နေရလိမ့်မယ်အဲ့တော့အိမ်တော်ရှင်များဖို့ကတော့အိမ်တော်ဘက်ကသူတစ်ပါးကိစ္စကိုလိုက်လံဆောင်ရွက်ပေးနေရင်လည်းနော်အိမ်တော်ဘက်မှာအမှုတွေလာပြီးပတ်သက်တတ်ပါတယ်အဲ့တော့ဘီယူဆိုင်ဖို့လိုပါတယ်အဲ့တော့သူတစ်ပါးအာမခံပေးတာတို့နော်အမှုဖြစ်တဲ့သူငွေကြီးတာတို့နော်အိမ်တော်ဘက်ကိုမလုပ်ဖို့တတိပေးတာပါကျမ်းမာရေးအနေနဲ့ကတော့ကျမ်းမာရေးကောင်းပါတယ်ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့အညံ့ခိုင်မရှိပါဘူးကိုယ့်ရဲ့အတွေးအခေါ်ယူဆတွေကအရင်လောဘကြီးနေတယ်အဲ့လိုမျိုးတွေရှိရင်ရှော့ထားပေးပါနောက်ဆရာသမားနဲ့ပတ်သက်လာရင်အထူးသတိထားပါဆရာသမားကောင်းထင်ပြီးတော့ကိုကစိတ်ကပ်နေပြီမဲ့နော်တစ်စီ6ခန့်ရတယ်လို့မျိုးရုတ်တရက်အဖြစ်စုတွေကြုံရတတ်ပါတယ်new site ပါပြီးတော့ဘာသာရေးအတိတ်နဲ့ပတ်သက်လာရင်ဒီကာလမှာမလုပ်ဖြစ်နိုင်သေးပါဘူးနော်အဲ့တော့ဘာသာရေးဘက်ကလည်းမလဲနိုင်ပါဘူးအတိတ်တွေလည်းမကြာခဏပြတ်တတ်ပါတယ်အလုပ်နဲ့ပတ်သက်လာရင်တော့ကိုယ့်တဲ့အသက်အားဖြင့်ကြီးတော့သူဂုဏ်အားဖြင့်ကြီးတော့သူရဲ့အကူအညီတွေရပါလိမ့်မယ်နောက်ဒီကာလစူးစမ်းမှနော်အစီအပြေမဲ့ကာလလည်းဖြစ်ပါတယ်နောက်ကိုယ်တိုင်ကလည်းအလုပ်နဲ့ပတ်သက်လာရင်နော်အောင်မြင်မှုရပါမယ်အဲ့ဒီအောင်မြင်မှုပေါ်မှာမတင်နေနိုင်ဘူးမကျင်းနေနိုင်ဘူးဖြစ်နေတဲ့ကာလလည်းဖြစ်ပါတယ်အဲ့တော့အလုပ်နဲ့ပတ်သက်ပြီးတော့ဒီကာလမှာတော့အဆင်ပြေပါတယ်အောင်မြင်ပါတယ်ဒါပေမဲ့ကိုကတော့ကျင်းနေနော်ရောင်ရဲနိုင်တဲ့စိတ်နည်းနေတဲ့ကာလလည်းဖြစ်ပါတယ်ဝေးကြီးနဲ့ပတ်သက်လာရင်တော့ကိုသုံးရတာတဲ့သူတစ်ပါးကိုထောက်ပံ့ရင်ထောက်ပံ့မထောက်ပံ့ရင်စီးပွားကဖြစ်ငွေကုန်ကြေးကြများနေတဲ့ကာလလားဖြစ်ပါတယ်အဲ့တော့ငွေကြီးနဲ့ပတ်သက်ပြီးတော့အဖတ်မတင်တဲ့ကာလလည်းဖြစ်ပါတယ်အဲ့တော့ကိုမှရှိတဲ့အញ្ញလေးတွေပြီးတော့သွားဖို့အတွက်မိမိပတ်ဝန်းကျင်မှာလင်းစုံမရဘက်နော်အသက်အရွယ်ကြီးတဲ့လင်းစုံမရဘက်ကိုတစ်သီး6လုံးလူတန်းပြီးတော့လိုရဆူတောင်းပါအဲ့လိုလူတန်းလိုက်မယ်ဆိုရင်ကိုမှခက်ခဲနေတဲ့အခက်အခဲတွေပြီးတော့ကောင်းကျိုးချမ်းသာများရရှိသွားမှာဖြစ်ပါတယ်ခင်ဗျာ